ဒီ fundraiser တွေသုံးမကြလို့ fundraiser တွေကိုနေလို့ဘာကြောက်လဲ NUG သုံးမကြလို့ဝန်ကြီးတွေသုံးမကြလို့ဘာကြောက်လဲမငြင်းညွတ်လို့ဘာကြောက်လဲပါသုံးလို့တွေမတောင်းလို့အဲ့တော့ပတ်စံမစုဆောင်နိုင်လို့ပြောချင်တာကလိုအပ်တဲ့ပန်းတိုင်ကိုလိုချင်တဲ့အတိုင်းမဖြစ်တဲ့ခါမှာ blaming ကချတွေလာကြတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကိုပြဋ္ဌာန်းခိုင်းတာဒါကြောင့်အဲ့ဒီဥပဒေကိုအတီးဖြစ်ပြီးဦးကျွန်တော်တို့ကိုယ်တိုင်ဒီတင်နန်းတွေကိုတက်နေရတယ်ကျွန်တော်တို့ဒီဆရာဝန်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လည်းဆက်ဆက်နေတာဖြစ်တဲ့အတွက်ဒီကလေးတွေနဲ့ပတ်သက်တဲ့ဘာဖြစ်တတ်တယ်လဲသူတို့ရဲ့ reaction ကပါလေပြောချင်တာကသူ့ယောဂနဲ့သူ့မိဘနဲ့သူ့ဟာသူအကုန်အကောင်းနောက်တော့ကြတော့သူတို့တွေ့ရှိရတာကလေးကဒီဆေးတွေကြောင့်အုံနောက်ရောင်သွားပြီးတော့ဘလို့မှငကိုတွေကဗျာဒီယောဂဖြစ်တာလို့အုံနောက်ကမဖုန်ပြူတာအုံနောက်အခွန်မှာလုံးဝရောင်ကိုင်းပြီးတော့ကလေးကအသက်ပါဆုံးသွားတယ်အဲ့တော့အဲ့မှာသူပြောထားတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒါကျွန်တော်ကဥပမာ introduction ပါပဲကျွန်တော်မပြီးသေးဘူးကျွန်တော်အလုပ်မလုပ်မအားတော့ဒါလေးကို online နေကြည့်နေတာဘာလဲဆိုတော့ဒီ audition ဆိုတာသူကရှုပ်ထွေးတာမန်လူတွေလို့ရှုပ်ထွေးတဲ့ပြဿနာတွေတစ္ဆန်တဲ့ပြဿနာတွေကိုသူတို့အုံနောက်ကလက်မခံနိုင်ဘူးလိုက်မစင်စားနိုင်ဘူးအဲ့ဒါကအရေးကြီးဆုံးချက်ပဲလူတော့ကမှာဟိုတစ္ဆန်တဲ့အတွေးခေါ်တွေရှုပ်ထွေးတဲ့ပြဿနာတွေကိုသူတို့ကနားမလဲအဲ့တော့သူတို့နဲ့ဆက်ဆံတဲ့အခါမှာသူတို့နဲ့အလိုက်ထိုက်ပြောရတယ်ကိုဖြစ်ချင်တာကိုအတင်းကျပ်သပြောရင်သူတို့ရဲ့ reaction တုံ့ပြန်မှုကနေအခုလိုဖြစ်ဆိုးတွေဖြစ်တာပေါ့ဒါကြောင့်ဒီကလေးတွေကိုဆက်ဆံတဲ့နေရာမှာသူတို့ရဲ့အနေအထားကိုကိုတာမန်လူကောင်းတယောက်လို့စဉ်းစားလို့ကိုမရဘူးပြောချင်တာကကျွန်တော်တို့ကခက်ခဲတဲ့သင်္ချာလဲရှင်းလိုက်ပါမယ်အသစ်ဆန်းဆိုလဲကျွန်တော်တို့ကတီထွင်လိုက်ပါပဲသူတို့ကအဲ့ဒီ capacity မှာသူများနဲ့ဆိုင်အားနေနေတယ်အဲ့ဒါကြောင့်သူတို့ကစိတ်ယောဂါလို့သူတို့ကသတ်မှတ်တာဒီဘာတွေကပြောတယ်စိတ်ယောဂါဖြစ်တာလက်ခံတယ်မင်းတို့ပြောတာလက်ခံတယ်ဒါပေမဲ့ဒီကလေးကဒီစေးတိုက်နေရင်ပိုဆိုးနေတယ်ကလေးကိုယ်တိုင်ကညင်းတယ်အဓိကချက်ကလည်းကန်ရှင်လူနာကိုယ်တိုင်ကစားဒီစေးမတိုက်ပါနဲ့လို့ပြောတာကိုနားမထောင်ဘူးမိဘတွေအုတ်သိန်းကလေးနဲ့အနီးကပ်ပေါ့ကလေး16နှစ်အထိပေါ့ဗျာအထူတော့ကနေထိုင်ခဲ့ပြီးကလေးကိုပြုစုပြောထောင်ပေးခဲ့တဲ့မိဘတွေကပြောနေပြီလက်မခံဘူးအတင်းဆိုးလို့အဲ့တော့အဲ့ဒီကန်ရှင်မိဘကဒီနန်းဖွင့်ပွဲမှာသူကပြောပြသွားတာပေါ့နော်သူဘလူးကမှ blaming လုပ်နေတာမဟုတ်ဘူးနောက်ဒါမျိုးကလေးတွေမဖြစ်ရအောင်ဒါလေးတွေကိုသူတို့အကြောင်းလေးတွေကိုသိထားစေခြင်းတယ်ဒါကြောင့်ဒီသင်တန်းကိုမဖြစ်မနေတတ်တယ်ပေါ့အဲ့တော့သူတို့လိုက်မမီတဲ့အရာကိုကျွန်တော်တို့ကအတင်းကျပ်သပြောနေပြီဆိုရင် blaming ကချဖြစ်ဖို့ပဲရှိတယ်ပို့ဆိုးသွားဖို့ပဲရှိတယ်ဒါအလွန်အမတန်စိတ်ဝင်စားစရာကောင်းတဲ့ concept တစ်ခုကိုဒီနေ့ကျွန်တော်သိရှိလိုက်ရတယ်ဒီသင်တန်းကိုကျွန်တော်လွန်ခဲ့တဲ့3နှစ်ရက်လည်းတက်ထားပြီးသားပြန်မေ့သွားတာဗျအခုမှဒါကဘယ်လိုလဲ update လုပ်တာပေါ့ပြန်ပြီးတော့ဟို remind ပြန်လုပ်တဲ့သင်တန်းပါ3နှစ်တခါလုပ်ရတယ် compulsory ပါဟိုသူတို့လိုက်မမီတဲ့ကိစ္စသူတို့ပြောနေတဲ့ကိစ္စကိုခလေးကညင်းနေတာကိုဆရာဝန်တွေကဘယ်လောက်ပြောရက်လိုက်ရမှာပြောချင်တာမင်းတို့ကောင်းအောင်ကုတာမဟုတ်နောက်ဆုံးသိသွားစေတာလေခလေးကတော့သူကောင်းနေတာသူကဒီ short ဖြစ်တဲ့ကိစ္စကဒါပုံမှန်ဖြစ်နေကြဒါပေမဲ့သူတို့ဈေးတွေပြီးတဲ့အချိန်မှာခလေးကနောက်ပိုင်းကျမသိခင်ရပ်ပိုင်းမှာဆိုရင်ခလေးကဟိုသူမိဘပြောတာကပါလေကောင်းလေးဗျာနော်ကလေးကသူ့အတူတယောက်တည်းနဲ့ကိုယ်တည်းနေချင်တာသူတို့ဆေးတွေတိုက်ထားပြီးတော့ကလေးကအိမ်သာသွားမယ်ဆိုလည်းပေးမသွားတော့သူတို့ဆိုရင်ဆေးရုံကလည်းကလေးဆိုးလာပူဆိုးရင်လာအဲ့တော့ nurse မ3ယောက်မိန်းကလေးကောင်မလေး3ယောက်ကသူ့ကိုအိမ်သာထဲမှာသွားပြီးတော့စောင့်ကြည့်နေကလေးကဘယ်လိုလုပ်ပြောတော့မှာသူကအပြူလေးလူပြိုလေးအဲ့ဒါကိုမိဘတွေကပြောတယ်သူကသူတယောက်တည်းပေးသွားလိုက်သူဘာမှမဖြစ်ဘူးလုံးဝလက်မခံအဲ့တော့မီးလုံးပိတ်ထားတဲ့အခန်းထဲမှာအတင်းကျပ်ကလေးကိုသူတို့ကလူ9ယောက်10ယောက်နဲ့စောင့်ကြတယ်ဘာလို့ပြဿနာတဖြည်းဖြည်းဆိုးလာပြီဒါအကြီးအကျယ်ဖြစ်လာပြီဒါကိုလည်းသူတို့နားမထောင်ကလေးရဲ့ကာချာကတော့သူတယောက်တည်းနေခြင်းတယ်တော့သူစူးစမ်းခြင်းတယ်သူမသိစိတ်ကသူအားနေချက်ကိုသူဘယ်တော့မှမပြောဘူးဒါကြောင့်လည်းသူဒီနိုင်ငံတော်အဆင့်အိုလံပစ်ပြိုင်ပွဲကိုဝင်ဖို့အထိအိုလံပစ်ပြိုင်ပွဲကိုဝင်ဖို့အထိ train လုပ်ထားတဲ့ကလေးအဲ့ဒါမျိုးသူကအမေကပြန်ရှင်းပြတာသူတို့ကလေးရဲ့စိတ်နေစိတ်ထားကိုထဲ့ကိုမစင်စားဘူး
နောက်ဆုံးကလေးကမဆုံးခင်မှာဘလို့ပြောမယ်ဘလို့မထိန်နေရတော့ကလေးကဂလန်ကစားအကုန်လုပ်ပြောဆိုတော့သူတယောက်တည်းဖြစ်ချင်တာကိုပြီးမလို့တော့ဘူးသူ့ကိုအကုန်လုံးကဟိုသူ့မိသုံးရတဲ့စကလုံးလေးဟာတော်တော်ဝမ်းနေဖို့ကောင်းတယ်ဆေးရုံမဟုတ်ဘူးတဲ့အကျဉ်းထောင်လို့သူ့ကိုသူသားပြောတယ်ဟိုကျွန်တော်တို့လူကြီးစကားပြောရင်တော့ကလေးကစိတ်ကြောက်ပါလားအဲ့တော့အလိုအမတန်အလိုမတန်ဝမ်းနေစရာကောင်းတဲ့တဲ့ဒါကြောင့်ကျွန်တော်တို့ရလိုက်တဲ့အသည့်တရားပေါ့နော်ကျွန်တော်ရလိုက်တဲ့အသည့်တရားတစ်ခုကဘယ်ရာကိုမှအတင်းကျပ်လုပ်ယူလို့မရဘူးဘယ်ရာကိုမှသိပ္ပံlýကြတွေပါနေနဲ့လုပ်လို့မရဘူးလူနာရဲ့စန္ဒတစ်ဖက်ကကံရှင်ရဲ့စန္ဒကိုထည့်စဉ်းစားပြီးလို့လိုရတယ်အဲ့ဒါဒီအလွန်အမတန်နူးညံ့သိမ်မွေ့တော့အလွန်တန်နူးညံ့သိမ်မွေ့တော့ဝိဇ္ဇာပညာရတယ်ပဲအဲ့တော့ပြောချင်တာကလက်မခံနိုင်တဲ့ကိစ္စတစ်ခုကို blame culture ဖြစ်နိုင်တဲ့ကိစ္စတစ်ခုကိုအတင်းအကျပ်လုပ်ယူခြင်းဟာစိုးကျိုးပဲဖြစ်စေတာကံရှင်တွေကငါတို့ခံစားနေရပါတယ်ငါတို့ခံစားနေရတာကိုပြောတာကိုကျွန်တော်တို့ကခံစားမှုကိုနားလည်ပေးရမှာအဲ့ဒီခံစားချက်ကိုကျွန်တော်တို့ကမလိုက်လျောပေးလိုက်ဘူးဆိုရင်စိတ်ဆိုးဒေါသထွက်မှုတွေကနေတုတ်ပြန်မှုကအလွန်တန်ကြီးမားတာဒါဟာဒီနေ့ကျွန်တော်သိလိုက်ရတဲ့အကြီးမားဆုံးသင်ခန်းစာကြီးပဲဒီကလေးဖြစ်ပြကိုကြည့်ပြီးကလေးကတော့အသက်ပါပေးသွားတာဒါကြောင့်လူအဖွဲ့တစ်စီးတစ်ခုကိုကျွန်တော်တို့ကကုစားတော့မယ်ဆိုရင်ဝိဇ္ဇာပညာရဲ့နဲ့စဉ်းစားဖို့အများကြီးလိုအပ်တယ်။တရားတချက်ရှိနေတဲ့လူများနဲ့ဆက်ဆံဒီကလေးကတရားတချက်ရှိနေတာလေ။ तू ကတမ်းမှလူမဟုတ်တာ။အဲ့တော့တမ်းမှလူတယောက်လိုဒီဆရာဝန်တွေကသွားဆက်ဆံလိုက်တယ်။သူနာပြုတွေကဆက်ဆံလိုက်တဲ့အခါမှာဘယ်လိုလားအပ်တဲ့ဒီဆိုးကျိုးကြီးဟာအသက်ပါပေးလိုက်ရတာပေါ့။ဒါကြောင့်ကျွန်တော်တို့တွေကိုသူတို့တွေကဘယ်လိုမျိုးစိတ်နေစိတ်ထားရှိတယ်ဘယ်လိုသူတို့သဘောထားရှိတယ်ဆိုတာကိုခေါ်ပြီးတော့သင်တန်းပေးတာပေါ့လေအဲ့တော့သူတို့တွေကထူးဆန်းတယ်နော်ဒါသူတို့ကဘယ်လိုပြောမလဲကိုယ်တည်းကသူကဒဏ်တစ်ချက်ရှိတယ်အားငယ်နေတယ်ပေါ့ဗျာတို့သိမဟုတ်လေသူ့ကိုယ်သူစိတ်ဖြီနေရတယ်ပေါ့ဟုတ်တော့မလားအဲ့တော့သူကသူများနဲ့တူပါတယ်ဆိုတာသူစူးစမ်းတယ်အဲ့ဒီတွေလေလူဖွဲ့စည်းကဖွင့်ပေးတယ်သူတို့တွေကလေးတွေအတွက်အားကစားပွဲတွေလုပ်ပေးတယ်အိုလံပစ်တောင်လုပ်ပေးတယ်သူတို့ကဒါစိတ်ဖြည့်ပေးနေတဲ့အချိန်မှာသူတာမန်ဖြစ်နေတဲ့ဒီ short ဖြစ်တာကိုဆေးရုံပို့လိုက်မှာပဲအဲ့ဒီဆေးတွေလိုက်တိုက်လိုက်တဲ့အခါမှာကလေးကဘယ်လိုမှပြတ်မထောင်လာတော့ဟိုလွတ်လပ်နေခြင်းတဲ့ကလေးကအမြဲတမ်းသူ့ကိုဆေးရုံမှာသူငါပြုတွေကဟိုအိမ်သာသွားတာအစား3ယောက်4ယောက်နဲ့ထားလိုက်ခြင်းမှာကလေးကသူ့အမေကိုထုတ်ပြောတော့တာငါ့ကိုမလို့ထောင်ထဲမှာထားတာပြီလားဆိုအမိဘတွေကပြောတယ်ဆေးရုံကလုံးဝလက်မခံအဲ့လောက်ကြောက်ဘူးကောင်းတယ်နော်အဲ့တော့ autism ဆိုတာအဲ့ဒါပါပဲဒါကြောင့်ကျွန်တော်တို့တွေက
ဖြည့်ရှင်းလို့ပြဿနာများအားလုံးကအားမလို့အားမရဖြစ်လာပြီဆိုရင်လက်ညှိုးထိုးကြတာပေါ့ဗျာအခုဖန်နီဇာပွဲတွေမှာလည်းဒီပြဿနာပဲအခုကျွန်တော်တို့စစ်ပွဲဒီပြပြသားသားဟိုကိုဖြစ်ချင်တယ်လို့မတိုက်နိုင်တဲ့အခါမှာလေအဲ့ဒါပဲ blaming culture ခေါ်တာပေါ့ဘာကြောင့်လဲဒီဖန်နီဇာတွေသုံးမကြလို့ဖန်နီဇာတွေခိုးနေလို့ဘာကြောင့်လဲအန်လူကြီးသုံးမကြလို့ဝန်ကြီးတွေသုံးမကြလို့ဘာကြောင့်လဲမငြင်းညွတ်လို့ဘာကြောင့်လဲပါသုံးလို့တွေမတောင်းလို့အဲ့တော့ပတ်စံမစုဆောင်နိုင်လို့ပြောချင်တာကလိုအပ်တဲ့ပန်းတိုင်ကိုလိုချင်တဲ့အတိုင်းမဖြစ်တဲ့အခါမှာ blaming culture တွေလာကြတော့